မှာကနေပြီးဒီ2020ကမတိုင်ခွန်လုံးစရာကိစ္စဒီအများကြီးရှိတယ်ဒီခါအေးပတ်စောအရိကိကိစ္စဒီကြဟာနေပြီးတယောက်တစ်ပေါက်လုံးလို့မရပါဒီချောင်းစော်နေပြီးစနိုင်တကြနဲ့တာဝန်ဒီကိုခွေပြီးရပဲလုံးမရာပေါ့ငါတို့ကအေကန်တာလို့ပေါ့ဆိုပြီးရဟန်းတကန်တော့ဆွေးလာပြီးငါလုံးချောင်းစော်ကိုလုံးပြီးလို့မရစနိုင်ကြရဲ့ဥဆောင်မှုနဲ့တာဝန်ဒီကိုခွေပြီးတော့ပေါ့ရခါမှလေးတော့ပြလို့ပြီးမှာဖို့ဖိုက်တယ်ကျွန်တော်မှရခိုင်ပြည်ကိုလွယ်မရောင်းလုံးစော်ကဟုတ်တယ်ရခိုင်ပြည်မှာနေပြီးလွယ်မရောင်းလာတဲ့အချိန်ခါမကျွန်းကြုံရနိပိအသာမွေးဝမ်းကြောင်းလုပ်ငန်းဒီလိုရယ်အစားအသောက်ဒီလိုရယ်ပညာရှင်ဒီတည်ဆောက်ရဖို့ကိုပြီးရခိုင်မျိုးသားတာကတို့လိုလာဖို့မရခိုင်ပြည်မှာနေပြီးဘိုးဘန်ဒီလိုလာဖို့ရခိုင်ပညာရှင်ဒီလိုလာဖို့ရဟန်းဒီတော့ကျွန်တော်မှအချိန်အများကြီးမရှိအများကြီးအချိန်အများကြီးမရှိအချိန်ကိုတို့တော့မှလိုက်မှုအောင်ကိုးစားဖို့အရှင်ဒီကိုစနိုင်တကြလို့တော့နေပြီးလူငယ်ဒီကိုနေပြီးပညာဒီကောင်အားဖို့ရဟန်းဒီကနေပြီးအချိန်လေးရောနေရငွေလေးရောနေရတယ်ပညာတဲ့တယောက်ဆိုနေပြီးပေသာရှိလို့ဝေဘက်ကြီးဖို့ဆိုလို့မှာရဟန်းဆိုနေပြီးအချိန်ဒီအများကြီးပြီးတေဆောက်ရဆိုငွေဒီအများကြီးကုန်ခံပြီးတေဆောက်ရဆိုတိုင်းပြည်နဲ့လူမျိုးပေါ်မှာတိုက်စားမရှိဖို့လူတယောက်ကိုဖေသာကုန်ခံပြီးနိုင်ရခါကိုကြောင်တာဖို့လွယ်လိုက်ဖို့ဝေရဟာပြန်မလာပဲဆိုထုံးတယ်ဟောတယ်မလဲငယ်အတနိုင်ကောင်ဖို့ဆိုလို့ရှိခါရဲ့သင်ကနေဆုံးသင်နာရတော့ကောင်မနိုင်ခါမလူတယောက်ကိုပညာတဲအောင်ကောင်ဖို့ဆိုလို့ရှိခါရဲ့ရပိုက်စောဒီစောနေပြီအများကြီးရှိရပိုက်လူတွေကိုနိုင်ခါကိုမလွဲခေါင်ကားပေါ့အေသူဆိုတိုက်စားရှိဖို့မရှိဖို့အခေခံစိမ့်နေစိတ်ထားဒီကောင်းမကောင်းကိုစီစားရဖို့အနိုင်နာခံဖို့လူလားကာရာပွန်လားအဆုံးကရောက်လီဖို့လူလားဆိုလူပြရပါနဲ့တပိမှနေပြီကျွန်တော်လေကြောင်းပြုတ်ထောင်ရဖို့မရခိုင်ပြည်တော်နေပြီအခုရှင်ခါလေတော့နေမတော်လဲကာလာမှာတော်လဲဆောင်ရွက်ဖို့လူဒီရခိုင်ပြည်ကိုလာပါကျွန်တော်ဖိတ်ခေါ်ထားတယ်ဒီလိုက်ဒီတော့အများကြီးလာပါလိုက်တနေ့တိတော့ထုတ်ပြီးတော့မလောက်သေးဆိုမဟုတ်လောက်ခက်ဆိုလာခဲ့တော့လာခဲ့ပါအားရဖို့ကောင်းပါတယ်ကျွန်တော်တို့မင်းထားဆိုဘာနဲ့ဝင်နောက်နှစ်တိုင်းလောက်မှငရောမအေလောက်ရောက်ဖလားမသိလို့မင်းထားဆိုနေပြီတနိုင်တင်းနဲ့လုံးဝပြေးပါလိုက်ဘယ်လိုမျိုးဒီရှိကောင်းအားရဖို့ကောင်းရပိုင်လူထူကြီးနိုကရာမှုဒီကောင်းလေတော့မကျွန်တော်တို့ဥဆောင်ဥတော်လိုရဒီမှာလေယုံမှုဒီဆိုအရင်ထားဖို့လို့ခိုင်ပါမှုဒီရှိရပိုင်ဆိုမျိုးဒီဘာနဲ့အားသာဒီအများကြီးရှိစားစားရတာကိုစွဲလဲပြီးလာခဲ့တဲ့လူကြီးအများကြီးရှိတယ်နောက်ထပ်လည်းလာဖို့လူရှိပါသေးဘို့ရုပ်ပဲပေါ့ကျွန်တော် problem ဝဲအားလုံးမလာလေကတော်လဲသမားဒီကိုထမောကျွေးဖို့လူလေးလိုရခိုင်ပြည်မှာသူကနေပြီးလုံငန်းဒီအားလုံးဖြာစီတာကျွန်တော်ကလည်းလာခဲ့ပြီးဆိုပြီးအားလုံးကိုလေဘရုံခနဲ့ခေါ်ပိုက်ပြန်လေကိုရောကအစိုးရပုံစံတို့လည်းအစားတာတာမစီဆိုင်ပြီးနိုင်ပြီရေခါနေပြီးကျွန်တော်ကများတာနဲ့နေပြီးအားလုံးကိုစီမံခန့်ခွဲနိုင်အောင်စိုင်းစားရမလေးရှားမှာရှိနေလူဒီလေတော့နေပြီးသူနေရာကသူ့မလေးမိသားစုကိုလည်းကျွေးမွေးရဖို့တော်လေတော့တိုင်ပတာဝန်ကိုထဲဆောင်လာဖို့ရပိုက်ဆိုရှိဒီကိုများပြီးပါနဲ့ဆောင်းခေါန်နဲ့ကျွန်တော်ကစီမံခန့်ခွဲနိုင်လို့တကယ်အခုဆိုကျွန်တော်ကတာဝန်ခရီးလာတနာပေါ့ပါတော်လေစိုက်ပွဲဆိုကောက်ကုန်ကြစိတ်ဒီခရီးရဲ့တိုက်ပွဲတွေတိုက်ဖို့ဆိုတော့မလေးပါလဲဖေသာတဲ့ဟာဒီရဟမှာတခါ2025နောက်ပိုင်းရခိုင်တိုင်းပြည်အထုချအာဏာပိုင်းဖိုက်လာဖို့ဆိုလို့ရှိခါကြီးကိုပညာရှင်ဒီကိုခြီဖို့လို့လာပညာရှင်ဒီငါကြီးပိုလို့ဖေတာကုန်ပါရဲ့ပိုလို့ကုန်တယ်ဒီကိုပညာရှင်ဒီနဲ့ပိုလို့တာကိုဒီဖောင်းရဖို့ကျွန်တော်မှနေပြီးအနာခဲကိုပိုလို့ခိုင်မောင်းတော့ရမယ်ကရိုဇာဖို့ရဟန်ဒီတခါလို့ဆိုဒီမကဲအရှင်ဒီကိုနေပြီးစနိုင်တကြဦးထောင်မှုနဲ့ကောင်းတဲ့ပေါ်ခါရပါရောက်တော့လို့မရနိုင်ရဟန်းဒီကိုလေကျွန်တော် pro လို့ကဲအရာဟောက်ကတွေ့ကုန်လေအများကြီးပါနဲ့ကျွန်တော်ကရခိုင်အမျိုးသားရဲ့စိတ်သက်ရှိလူတွေချောင်းကမှစကားဒီ profile တွေလို့ပဲတိုင်းပြည်တေဆောက်လို့ရတိုင်းပြည်ကိုနေပြီးရတော်လဲလုပ်ငန်းဒီတေဆောက်ရဲ့လုပ်ငန်းဒီကိုစားတော့ဖို့တော့ရခိုင်အမျိုးသားလုံးကသေးဝင်အမျိုးသားရင်မငွေရှိရဖို့ကိုရောမဖေသာမရှိပြနဲ့လူများဖေသာနဲ့လှုပ်ဖို့ဆိုခဲ့လူနှခေါင်းနဲ့အလားရှူဖို့ဆိုခဲ့ကကိုလောင်ရိမ့်မင်းဖို့ပါလေလဲရေးဆိုရယ်ဝါဟာ